ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ game activity မှာတော့ကျွန်တော်ကလိမ်မော်သိမ်းကြပါတယ်မင်္ဂလာပါကျွန်တော်ကလည်းကိုယူကန်နဲ့တိန်းတူတူဖြစ်တဲ့လိမ်မော်သိမ်းပဲဖြစ်ပါတယ်ခင်ဗျဖြူဆဲဆိုတော့ဖြူရဲကြပါကျွန်တော် KB နဲ့အဖြူရင်းဖြစ်ပါတယ်ခင်ဗျာစလိုက်ရအောင်ကဲ3900စုဆေးဘက်ဝင်တဲ့အပင်3မျိုးကိုပြောပြပါတဲ့ဆေးဘက်ဝင်တဲ့အပင်3မျိုးဆိုရင်မြင်းခွာရကဗိုက်တာမင် A မျက်စိအားကောင်းတယ်ဒါကျွန်တော်စားနေကြဆိုတော့เนาะဒီသုံးမင်းအဲ့ဒါလည်းသုံးမရပါကောင်းမျက်စိအားကောင်းနော်ဟုတ်နောက်တစ်မျိုးကဟုတ်တယ်တမပင်တမရစားပေးရတမရစားပေးရတယ်ရပြီလေနော်၄မျိုးတော့ပြရ3မျိုးပြပါเนาะโอเคပါဘယ်နှလုံးလဲနှလုံးနောက်ဆုံးနှလုံးနောက်ဆုံးတစ်လုံးပြောမယ်နောက်ဆုံးတစ်လုံးอ่ะအဲ့လို6ဟုတ်တယ်ရဝေးအဲ့လိုလေဟုတ်တယ်လေပထမအလောကဒီကနေထွက်တာဟုတ်တယ်မဝိုင်းနော်တန်ချောင်းဖြစ်ပါတယ်တန်ချောင်းသူကြည့်ရမယ်နော်ဒါကြီးကဘယ်လိုပြောရမလဲငါးလုံးကိုအားလုံးပါကျေတော့နည်းနည်းလေးနီးစက်တယ်မဟုတ်တေးစံနာမည်ပါတေးစံနာမည်ပါနှလုံးမူနရွေးနဲ့အမင်းနဲ့တေးစံလူတွေစားတဲ့တေးစံနာမည်ပါမဟုတ်ဘူးလူတွေကစားတဲ့တေးစံနာမည်ပါလူတွေကစားတယ်တရုတ်တွေကြိုက်တယ်အဲ့နှလုံးဆက်ဟုတ်ပါပြီးရင်ဟုတ်ပါပြီးတော့နောက်တစ်ခုပါတယ်ဝက်ကွယ်နောက်နှလုံးပဲပထမတစ်လုံးယူမယ်ကွယ်အောင်မဟုတ်ဘုတ်တယ်ဘယ်ကွယ်အောင်ပွင့်ဘယ်ကွယ်အောင်ပွင့်လေဖြူရင်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာသုံးလုံးပထမတစ်လုံးပွက်ပန်းဒုတိယနှလုံးဆက်ဟုတ်ပန်းကြက်တယ်မထောက်ထားတာပန်းပဒေါပန်းရက်ပန်းပွဲတော်မီဟုတ်ပန်းဆရာပါလို့ဆရာမို့လေပဲဆရာတတိအင်းဆိုလို့ခေါ်တယ်ကိုလေးတို့နည်းနည်းကျပါ2,000 years later ပန်းတခင်ဟုတ်တယ်ပန်းတခင်လိမ္မော်သိမ်းနိုင်ရမှာပါနှလုံးဝဲပခုံးရိုက်ပေါက် nice မကြည့်အောင်ဘယ်နှလုံးလဲပထမသုံးလုံးပထမသုံးလုံးတီးရအိုချိုခဏလေးနောက်ဆုံးလို့ပြောမယ်တဲပြီးတော့ဒုတိယသုံးလုံးထူရအဲ့ဒါပါလေမဟုတ်ဘူးတင်ပါပါလေအနောက်တစ်လုံးပြောလိုက်တင်နော်အနောက်ပေးတင်တယ်မော်လမြိုင်မှာသီးပြီးမြို့မှာလူကြိုက်များတဲ့အသီးရဲ့မော်လမြိုင်မှာသီးရဲ့အသီးမြို့မှာလူကြိုက်များရဲ့
မလို့မြန်မှာဘာပေါ်လဲကျမောက်သေးလားဘာညာ ကျင်းမောက်တီနဲ့တရားတီထဲတီးတာ ကျွန်းသေးလား ဟုတ်တယ် ကျွန်းသေး ဟုတ်တယ် တွင်းဒီ ကျွန်းသေး ဟုတ်လားတွင်းဒီမလား ဟုတ်တယ် အဲ โอเคကျွန်တော်တို့ဖွဲ့နိုင်ပါမယ်သုံးလုံးနောက်ဆုံးနှလုံးမျက်နှာတက်တာပို့တာရိုက်တာလိမ့်တာ ငါသိရပါစေ လိမ့် ဒါပါ မျက်နှာမျက်နှာအုပ်တာဟုတ် ဒီစက်ဒီစက် မျက်နှာဖုံးတာဖုံးမျက် တော့တော့အဲ့ မျက်နှာဖုံး အဲ့ရှေ့တော့က နီတူ ကွာ ဗျာ ပြုတ်တိုင်းခိုင်း မော်မျက်နှာဖုံးလားနီတူကားလားဟုတ်တယ်နီတူကားဟုတ်တယ်မော်မျက်နှာဖုံး ဘာဖြစ်သွားပေါ့လွတ်သွား အလက်ကလှုပ်လို့မရဘူး ထိန်းထား ဟုတ်ပါ လှုပ်လို့မရဘူးပေါ့ ဟုတ်ဒီလက်ကအဲ့လိုဖြစ်သွားတာ ချိုးသွား အေးဟုတ်တယ်ကျိုးပါကျိုးပြီးသွားရင် ချိုးရှည်ချိုးဖြောက် ဒီစက်တယ် အဲ့လို ချိုးထုံး ဟုတ် ချိုးရှည်ပန်ညနေကျ အင်းနားနေပါ အင်းကျိတ် အင်းနားနေ အင်းကျိုးအင်းကျိတ်လေ ဟုတ်ဟုတ်အင်းနားကောင်းနေတယ်ကောင်းနေတယ်နေပါ ကျိုးလေ ကျိုးပြီး ပန်ကျိုး ကောင်းနေတယ် သွားလဲနေတယ်က ကျိုးအောင်မယ်ဘယ်ကောင်းအဲ့ဟာ ချိုးသွား ဟုတ်လေတော့ ချိုးဖြောက် တော့တော့လို့ဟုတ်တယ် မြင်းဖြောက် ကျိုး ချိုးတန်း ဟုတ်တယ် โอเค နေစက်က တလူတယ် အာဖူးနိုင်တာ အဲ့နီ အဲ့ဒါစမလုံးနဲ့ ပြန်တာ ကျက် ကျက်ဥလား ဟုတ်တယ် ဥ တလူတယ် ဥ ဟုတ်တယ်